ဒီနေ့ကျွန်တော်တို့ပြင်ဦးလင်ကိုဧက30စာပေတိုင်းဖို့သွားနေတာဖြစ်ပါတယ်စာပေတိုင်းလိုက်တဲ့ဟိုပါပေါ့နော်အတွေ့အကြုံပေါ့နော်client ကကျွန်တော်တို့ကိုဧက30ဆိုပြီးတိုင်းခိုင်းလိုက်တာပေါ့ဒါပေမဲ့ client အတွက်ဝမ်းသာစရာပေါ့အခုတိုင်းလိုက်တဲ့ area က35ဧကဟိုတသမလီနည်းနည်းဆုံးသွားတယ်နော်client တော့ဝမ်းသာစရာပေါ့ဗျာအားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ပြုံးလင်မှာဧက30စာပေတိုင်းနေအစတော့ဟိုပါပေါ့ပြုံးလင်ဒေတာ total session article မမိလောက်ဆို total session ယူလာကျွန်တော် total session primary နဲ့ယူလာပြီးတော့ article ကိုဒီ secondary နဲ့ယူလာကန်ကောင်းကျင်တော့ဒီမှာ article မိနေတော့ကန်ကောင်းတော့ပေါ့ခုတော့ article နဲ့ကွင်းပန်တယ်စိုးပေါင်းဒီ line လဲကောင်းတယ်ရာသီဥတုကလည်းပြင်တဲ့အတိုင်းပဲမိုးလေးကလည်းအုံတာလည်းမဟုတ်ဘူးဒီလိုထိုင်လို့ကောင်းရုံတော့ပဲပူလည်းမပူအေးဆေးပဲဒါမျိုးကစာပြာကြီးတိတ်ကြိုက်တဲ့ရာသီဥတုပဲတိုင်းနေပြီခုတော့ရလားဟုတ်တယ်ကျန်တက်လာပြီအိုင်ဖွင့်မိသားလားဖွင့်မိသားနော်ကိုကြီးဟိုဇက်တံမိုးရတဲ့ရင်တော့ဘာဘယ်လိုလို့ဟိုကဘာနာမည်နဲ့ဖွင့်တာပြူးလွန် project ဆိုတဲ့ဒါ base ပဲရှိရလားဟုတ်တယ်ကိုကြီးချိန်မှာဆိုတော့ကျွန်တော်ဘာ height ကဘယ်လောက်လဲ 1.91 1.91 နော်1.91တော့ကြောက်ပါဆရာဆိုပလန်ကိစ္စလေးရင်လောက်လိုက်ပြီးမှ plane level တော့ကသူတို့တက်ကောက်ခိုင်းလိုက်မယ်နော်ဟိုဘက်ဆက်တော့ဟိုနားလောက်ဒီပါပြကောက်ခဲနော်ရဘေးဒီကောင်အဲကောင်းဟမ်တကယ်အဲ့ကောင်တွေးနေတာလို့ထိပြမလို့ထားလိုက်ဒါမှပြောတော့ကြိုက်ပါမောတယ်ကိုလောရတာကိုသူများလောက်တာလိုက်ကြည့်ပြီးတော့မောနေတာသူများလောက်တာလိုက်ကြည့်ပြီးတော့မောနေကျွန်တော်ဆက်ကဟိုမှာထောင်းတာတွေ့တယ်အဲ့မှာကျွန်တော် base station အဲ့မှာထောင်းတာတယ်ကျွန်တော် robot အယူရလာပြီဟိုကဒီနေ့ကျွန်တော်ဒီတော်ဆွိုင်းနေရှင်းဖို့နဲ့ဟိုအလုပ်ဖို့တော့ဒါကျွန်တော်အကိုကြီး Blue Zack Group ကကိုဝင်းစော Group ကဆက်နေတော်ဆွိုင်းနေရှင်းမှာဖြစ်ပါတော့မြန်မာစံတော်ကြီး7မိနစ်ရှိပါပြီအဲ့တော့ပွိုက်ပြပြီနော်သိမ်းပါပြီဗျာသိမ်းပါပြီကျွန်တော်တို့ဟိုကြာတယ်ပေါ့9 နာရီလောက်ဆိုတာ3 နာရီလောက်ကြာသွားတယ်